လောကအားကြောင့်ဒီမှာပြန်ကုန်ပြီးပြီးတော့အာရှပင်နဲ့ဆိုရင်အာရှလည်းအာရှပါပါအာရှနဲ့အာရှဆိုရင်အာရှမာလာကာတို့လည်းကျွန်တော်တို့ဆက်ကြည့်ရရှိပါတယ်ဒီတစ်ကိုကျွန်တော်ဆက်ကြည့်လိုက်အိုက်ရဲ့အေးမြောက်ဒီမွေရဲ့လမ်းစမ်းစီကိုဒီရဲ့ကျမ်းမာရေးနဲ့ညီညွတ်ဒါကြောင့်ကျမ်းမာရေးနဲ့ညီညွတ်ပြီးဒီကလမ်းဆုံးကိုရရှိစေအာရှအိုက်ဒီမိုဒီကိုတော်တော်ကြောက်အောင်She fly, but you can spin your Benjamin. Ain't no much like a she your brain. This is all about different being. She like the thing, they gon' make her money quick. Say less on the pole and make a little money. I like the fire in her thighs. I love the scandal. She's so damn bold. She will only do beside you.မင်္ဂလာရှိသောနေ့ပါကိုဆိုကြီးဟုတ်ပါဗျာဒီနေ့လိုခါသမယာလေးမှာကျွန်တော်တို့ညီကိုတွေကိုဖော်ပြခွင့်ရတာကျွန်တော်တို့အရန်ပဲဝမ်းသာပါတယ်ကျွန်တော်တို့ရဲ့စင်ဆက်လေးတိုင်း ID ရေးတွင်ထွက်ရှိလာခဲ့ပါပြီဘာလို့လဲကိုနေကျွန်တော်တို့ကျောင်းသားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ကျွန်တော်တို့လှုပ်ပြီးဆိုရင်ထုံးစံလေးမပြောင်းတမစင်လေးမပြောင်းเนาะခုနောက်ကလေးစလိုက်ကြအောင်လို့ဆုံးမအောင်ကိုနေခုနောက်ညလေးရဲ့တဲ့ဒီုံဒီုံခွဲဆုံးကုန်ပွင့်ပါတဲ့မရကုန်းရတနာမြေကကြောင်း MDU ကောင်းလိုက်လားဒီခိုင်းရဲ့စာသားတွေကဘယ်နဲ့တို့ကြောင့် MDU မှာဖြစ်တင်ယူစရာဆုံးရှိတာမို့ရွေလိုက်ဖို့တို့ ID ပဲကြအောင်နော် ID မိသားရောက်လာတဲ့ကျောင်းသားကျောင်းသူအပေါင်းကျမ်းမာဖို့တောင်းစုစနာချွေ
ပါဗျာ ကိုဖို့တော် မင်္ဂလာပါကိုတိုင်းရေ ဒီနေ့ဟာကျွန်တော်တို့အညာတင်နေ့ရမောင်မပြည့်လေကျိုးပွဲနော်ကိုလုံးလည်းပြောကြတယ်ငွေချင်းတွေလည်းအားလုံးပြောမယ် ညီတဲ့ညီမရေလည်းပြောမယ်လို့ပြောနေပါတယ်နော် ကျွန်တော်တို့ဒီဘက်ပြောတယ်ဗျာ ဘာလို့ပြောရတော့ကိုတိုင်းရေ ပြောရရှိလို့ ကိုတိုင်းရေပြောတာလေပြောပြပါဦး ကျွန်တော်တို့ကိုတန်းကြီးဆိုရင်ကြည်လမ်းမအောင်လူကိုကြည့်လိုက်လူတကောလုံးတတိရှိရနေတာတနေ့အောင်မအောင် မင်းမတွေ့သေးလို့ပါတတိရှိနေရ ဒါပေမဲ့သွားတော့မလုံးနဲ့တော့မျိုး မျိုးလာခုနမော်ရ သား ရှိ တော့ပြင်းနေဗျာ ခုနမော်ရရွှေချော်တော့ငါတတိတွေရှိနေ ဟုတ်လားသွားတော့မျိုးနဲ့ရုံးနဲ့စားရှိရတော့သူကဖွားဆိုရင်လေကျွန်တော်ဒီဂျပန်ခေတ်ကဘယ်လိုရမ်းနေတော့ဒီတောင်မောချင်းတောင်မောရွာလေးမှာနေတော့ဆိုရင် ဟာဘုရားတော့ငါမသိဘူးမင်းဘယ်လိုသိတော့ ဒီဂျပန်တွေကရွာထက်ရောက်လာတဲ့အခါမှာသူ့ဖွားကဘာလုပ်တယ်မှန်းဒီရွာထဲကလူတွေကနေပြောလေကြားရလက်နဲ့ကိုဆွဲပြီးတော့ခုခံမယ်ဆိုပြီးတော့ထွက်ကြတာအဲ့သူ့ဖွားကဘာယူသွားတယ်မှန်းလို့ခုခံမယ်ဆိုပြီးတော့ကြားရလက်နဲ့ဆွဲသွားတာဘာယူသွားတယ်မှန်းနေတော့ ဘာလို့ပြောတော့ပြောလို့ရ ဖြာလေးနဲ့ခေါင်းဆွဲယူသွားတာတဲ့ တို့ကမျိုးတွေရိုးနေ အခုဒီပြန်မလာဘူးတဲ့အဲ့ကလေးမှာ ဘောင်းဆွဲပြီးခုခံ ခုခံမယ်တဲ့ ဘောင်းဆွဲပြီးခုခံဖို့ အဲ့ဒါပွဲပြီးမှလုပ်တယ်ငါတို့က ဟောရေအာသာနီမျိုးရိုးတွေပါလား သူကအာသာနီတွေမသိဘူးလား ကိုတိုင်းရေကုသိုလ်ကြွလာပြည့်တဲ့မများဘူးလားဗျာ ဒါကတော့ပြိဿတွေအများကြီးပဲဒီမှာရှိတယ် ပြည့်တဲ့ကအမျိုးသားဘယ်မျိုးရှိတယ်မှတ်တယ်ဘယ်နှမျိုးရှိတော့ကို ကျောင်းသားတွေကြီးတော့မျိုးခွဲမှာ အာခင်ဗျာပြည့်တဲ့က၄မျိုးရှိတယ်ဗျာ ဟာလုံးစမ်းမအောင်ပြီးခွဲပြတာမှာဘာတော့ကျောင်းသားတွေ ၄မျိုးရှိတယ်မျိုးလို့ဒေချာကြည့်တာ ပြောပါ ဟိုးနောက်ကဟိုးနောက်ဆောင်ကလားပြည့်တဲ့ကအေးအဲ့ဒါခိုးရှင်ငါပြည့်တဲ့ခိုးရှင်ငါခိုးရှင်ငါမသိဘူးဗျာကျွန်တော်ကမင်းတို့ကောင်တွေကလည်းကွာ GDP ကျောင်းသားလို့ပြောတယ်လောက်တော့မပေါင်းတတ်ဘူး ဒါတော့ပြောပါ ခုနေရှင်တဲ့ကောင်တော့ဘယ်လောက်ရလဲ 15 အဲ့နောက်က9နဲ့ပေါင်း 20 20လို့ဘူး20လို့ပြောဘူးလို့ပြောတယ်ဘူးဆိုတိုင်းစားတာပေါ့နော်ရောရလေရောပဲတော့ကရဲဘော်ရဲဘော်တွေမင်္ဂလာပါ ကဲနောက်တစ် နောက် မျိုး ပြည့်တဲ့ကနောက်တစ်မျိုးကကျတော့ဝါတာဘလက်ပြည့်တဲ့ ဟာလည်းဝါတာပြပြ ဝါတာဆိုတာရေးကွာဘလက်ဆိုတာမဟုတ်တော့မဲရေးမဲတော့ရဲမေလည်းပါတယ်ရဲမေလည်းပါတယ် ဟောမမြင်မအောင်ရဲမေပင်နှမ်းချင် ပင်နာမှာတော့ ဟေးစကားပြောရင်ကက်ကက်ပါ ဒီမမျိုး ဟောငါမြင်လို့ပြောတာနောက်တစ်မျိုးရှိသေးတယ် နောက်တစ်မျိုးကဘာလို့လဲ နောက်တစ်မျိုးကသင်္ဘောလိုင်းပုံပြည့်တဲ့ တင်မောလိုင်းပုတ်ပြီးတယ်ဘာလို့ သင်္ လဲ ဘောလိုင်းပုံပြည့်တဲ့ဆိုကွာသင်္ဘောဆိုတာ sorry သင်္ဘောလိုင်းပုံပြည့်တဲ့ဆိုတာသင်္ဘောရှင်ကိုလိုက်ဖို့တယ်ဆိုလို့ရှိရင်ကွာဦးရလေးမနေဘူးလားဦးလေးတွေလာကြည့်တာ ပြီးတော့ဦးလေး ဦးလေးတွေဆိုဘီးတဲ့နှစ်ယောက်ကွာကိုစောကြီးနဲ့ကိုရေးနဲ့ ဟာ ဦးလေးတွေလား ဦးလေးတွေက ကိုစောကြီးနဲ့ကိုရဲကြီးကဦးလေးတွေရောက်နေပြီလား ဦးလေးပုံနေဦးမယ် သူတို့ယောက်ကနူးပြိုတယ်မော်ဒယ်ရှိုးလေးကြည့်နေ ဒါလေးနဲ့တော့ကျောင်းဆက်တက် နောက်ဆုံးပြည့်တဲ့ကဝသားတွေးတာ30တန်းပြည့်တဲ့ ဘာဝသားတွေတာဆက်တက် ဝသားတွေးတာလို့စားတော့မအီဘူးလားကွာ ဤတော် 30ဆိုတော့တွေးတာတယ်ဆိုတော့မတန်ဘူးလား တန်တာ ဒီတန်တော့ အန်တီ ဒီကအမီးတွေလေးကအမီးတွေ အောင်မ မောင်လေးတို့ဘွယ်ကဘာကြီးတို့ခင်ပါလေ ကဲလူပြောနေလို့မပြီးရောတော့မလားဒီလေးညီမလေးကိုစောမင်းသားကိုတွေ့ကိုစောမင်းသားအရှိမရိုသေးဖက်ဆောင်တော့သူ့ပိုက်ထဲမှာကထိန်သေးတယ်ရှိတယ် ဘာမစားဘူးလားဘာမစားဘူး ဒီကဗရေရင်းပြီးသူ့ဘာကျမရောချိတ်သေးတယ်တော့ ကဲနို့တေးဆောင် item တယောက်တစ်မျိုးစီတိုင်မလား ဒါဆိုတော့ဘယ်လိုလုပ်လဲလို့ ကဲဦးကျော်ရဲ့ item ကိုငါလုပ်ပြမယ်နော် အဲ့ဒါကြီးကဦးကျော်အိုင်တီကြည့်ကြမှာပေါ့ ဦးကျော်ရဲ့ item ရဖို့ဟာလောလောကူနဲ့ရမှာနီးရှိတယ် ဘယ်လိုလုပ်ပြောသမ်းပါ ဦးကျော်စီမှာသေချာနီးတောင်းလာတာနောက်ကဒီလေးညီမလေးသေချာမှတ်တာနော် စောင်းလေးထုတ်တယ်စောင်းလေး စောင်းလေးထုတ်ပြီးသေချာမှတ်ဦးကျော်ရဲ့ item လေးအရင်ဆုံးဦးကျော်ရဲ့ item ကိုရဖို့ပြည့်စိတ်9កောင်အကြီးတယ် အကြီးရင်ငါးကောင် ပြည့်စိတ်အကြီး9កောင်ကို ဘာလို့မှာ ဖမ်းပြီးတော့နှစ်ပေါအတင်း တင်ပြီးတော့ တင်းပြီးတော့6ကိုလည်းနဲ့က ကားပြီးတော့ ကားပြီးတော့9កောင်ကိုတစ်កောင်ချင်းအစိုးနောက်ကနေသားလေးထည့် ဟာ 1 2 3 4 5 ငါးကောင်လုံးတဲ့ 9កောင်လုံးထည့်လိုက်ခဏလေးပဲစောင့်3မိနစ်ပဲစောင့် 3မိနစ် 3မိနစ်စောင့်ပြီးရတယ်ပြည့်စိတ်တွေကအစွမ်းပြလာတယ် ဟောအော်အစမ်းပြလိုက်
ကျွန်တော်ပင်ထဲမှာပြည့်စိတ်၅កောင်ရှောင်းနေရှင်လည်းခံစားရတယ် 所以买来的，咱们没那么没有过。没有不走啊，阿瑞呼，阿鲁送来的， မင်းဖို့လား စောင်းမဲ့ဖို့လား 啥意思呀？啥意思啊？丢手啊？没有啊，怎么，乌乌说招了，对嘛吧？ သိပါတယ်နှခမ်းဝင်းတယ်လေ 哎， ဒီငကငွေပဲငါမပုံဘူးရဆိုရင် 啊，那看我呀，我帮忙不行。 ငကငွေကို တော့ပါကိုဝင်းကဘယ်လိုလုပ်ပြောတော့ကိုငါနဲ့ ID ချင်းတိုင်မှာလား 啊，记嘞瓜，没乌乌啊，我没六万你别乱了。 ဘာပေးရတော့ကိုဝင်းက မင်းရတယ်ကဲမင်းဦးဝင်းဦးရဲ့ညူတူတူမင်းနာရန်လေးနဲ့အတန်လေးမရကြဘူးလား ရကြတယ်ပေါ့ အေးအဲ့ဆိုရင်မင်းကောင်းချင်းမောင်းနှစ်ပိတ်တာကိုစား ကောင်းချင်းမောင်းနှစ်ပိတ်တာ နှစ်ပိတ်တာ အားလာကြီးလားဘယ်လို ပိတ်တာတော့မရဘူး ကိုစားကိုစား နှစ်ပိတ်တာကိုကောင်းစား အကိုကြီးဟိုကောင်းချင်းမောင်းသားကိုငချိန်မောင်းသားလို့မရဘူး ငါမရဘူးငချိန်မောင်းစားရင်ငါလိုတားမယ်လိမ့်မယ် မင်းကင ဘူးမ ကို ပိတ်ရကိုပြန်သိကဲကောင်းချင်းမောင်းနှစ်ပိတ်တာစားပြီးတော့ အဲစားပြီးတော့မနက်4နာရီလောက်ကြီး မနေ့၄နာရီစောင်းနေမနေ့၄နာရီ အာညစောင်းနေမနက်4နာရီကြီး ဒေတာချိုးကဲချိုးပြီးချိုး အာချိုးတော့မင်းအဲ့မှာကွာနာရီစီးတော့မယ် နာစီတော့ အဲ့မှာရပြီမင်းဦးရဲ့လေတန်းကို ကိုဝင်းဝင်းရဲ့လေရရပြီပေါ့နော် ကျွန်တော်ပင်ထဲမှာကောင်းကြီးမောင်းနေရောက်နေတယ်ဗျာကျွန်တော်ကြိုးစားပြီးညစ်နေတော့တို့နေပါလေတော့ကြိုးစားပြီးညစ်နေတော့ ကျန်တဲ့တော့လို့ဒီမှာတိုင်းနေနေအောင်ကျွေးလိုက်တော့နော် နေမင်းစားပြောင်းနေအားကြတယ်လာပြောပြောင်းနေအဲ့လိုကြားပြီ ဘာတော့ အားလို့ ငါတို့အကြောင်းကကိုတယောက်ကိုကျောင်းသားတယောက်စီကိုလက်တော့တူဝင်နေတယ်ကွာ ကျောင်းမတယောက်ကိုလက်တော့လုံးစီဝင်မယ်အာလူလာပေးတယ် မင်းတို့မသိလို့ပါကွာ ဟာ ဘိုးဘောတွေတော့တော့ဘူးဆိုပဲ တို့ဘာတွေမကောက်တော့ဘူးနေစောအာလူလာပေးတယ်လေလေနဲ့နဲ့ရှော့ရာပီလာပေးတယ်လေလေနဲ့နဲ့ရှော့မြေရှိနေဘယ်လိုပဲကွယ်ជីជីစီမတင်ရောတစ်တွေပြောင်းတော့မယ်နိုင်ရပါရှိနေအူဘီပါပဲကွယ်အာလူလာပေးတယ်လေလေနဲ့နဲ့ရှော့အာပီလာပြီးတယ်လေလေနဲ့နဲ့ရှော့ပြေပြေပေါ်ပြေပြေပေါ်မတင်လာတဲ့ကျောင်းသားများကိုဆုံးပါပဲဒီမှာလည်းမတို့ဟိုမှာကြောက်တော့ပြေ ဒီကြလို့ရင်မြဲရမယ်ကွတကားဖွင့်တယ် ချောင်းကိုချောင်းကြားကချုံတွေဖြတ်ပြီးသွား ဒီလာတော့ចောင်းသားတိုင်းကြိုက်လို့ရမယ် ဒီလိုမရှိနဲ့ပုံပြင်ဟိုဘူးကွယ်အာလူလာပေးတယ်လေရနေနဲ့ရှာရာပီလာမပြေးတယ်လေရနေနဲ့ရှာပြေးပြေးပေါ်ပြေးပြေးပေါ်ကိစ္စကတော့ခေါင်းလို့ကောင်းနေပါလိမ့်မယ်အရင်လုပ်ကြအောင်လည်းအားလုံး ကဲကိုလိုပဲပဲချင်းဆိုသွားတဲ့လူရှင်တော်တွေကိုရှာဦးမျိုးထွန်းစော်ကဟာ2000 တက်ကိုအဲ့ဒါ2000 2000 ချက်ကုန်2000 အေးရောက်ဖို့2000ဆရာဦးမျိုးထွန်းစော်2000ဘယ်လိုအိုးဖို့ထောင်ကြိုက်လားဘဲလင်းထောင်ကြိုက်လား ကားတော့ကိုတမင်းရဲ့ကိုထိုးပြီးကြောင်းလာတာတေးဟိမဆောင်နိုင်ဘူး အေး ဒီတော့ရအောင်ယူမယ် ပြောတော့တို့ဌာနဆရာကြီးမှာတို့ဆရာကြီးဆရာဦးမျိုးထွန်းစော်ဆိုတော့သဘောကောင်းဆုံး ဒါပေါ်ကြီးဘူတော်ကြီး လူပြောကြီးတော့ဆရာလူပြောကြီးကသဘောကောင်းဆုံးသဘောကောင်းတာမှလေကိုကအားလုံးအကြောင်းပါကွာကန်တင်းနေအောင်ဆက်လိမ့်မတော့ အဲမတော့ ဆက်လိမ့်မတော့အဲ့ဒါနဲ့အားလဲဆက်လိမ့်ရမ်းတောက်ရှင်တယ်ကွာကန်တင်းမှမတော့လို့အကြောင်းစီကနေထုတ်တာကို အဲ အဲ့ဒါနဲ့သွားပြီးတော့ကျောင်းရှိမှာဆက်လိမ့်တို့လေးပါလိုက်ရှာပေါ့ကွာဆက်လိမ့်တောင်းသွားတယ်ဆရာဦးမျိုးထွန်းဆိုတော့မိုင်း7ခဲနေတာ ဟာဟုတ်လား မိုင်း7ခဲပြီးတော့အားသူ့ဘေးမှာရှာလေးတက်ပြီးပွားကြည့်တာပေါ့ကွာဟာတောက်ရှင်တာပေါ့ ဘာဖြစ်မင်းကဘာတောက်ချင်တာလို့ ဆက်လိမ့်အဲ့မှာဆရာဆက်လိမ့်ခွာပြီးငါ့ကိုကြည့်တစ်ချက်ကြည့်ပြအဲ့ဒါငါဆရာငါ့ကိုဆက်လိမ့်ပြန်ပေးမလားဆိုပြီးတော့ မြောက်ပြောင်းနေရ ပြောပြီးကြည့်စိတ်ရတာပုံသွားရတာဆရာငါ့ကိုဆက်လိမ့်လည်းမပေးဘူးခဏနေတော့ဆရာသဘောကောင်းတဲ့ပုံမှန်
ဖတ်ကနေစိတ်ကိုတောက်ပြလိုက် လွတ်တယ်လေ တွန်းပြတဲ့အချိန်ငါအားနဲ့ဝမ်းသာရပြေးပြီးအဲ့စိတ်တို့တွေပြေးပြီးကောက်တော့တာဆရာကဘာမှမပြောဘူး ဟာဟုတ်လား ဟဲ့ဘာလို့ဟဲ့ဘာလို့ကုန်းတော့ကုန်းတော့ စိတ်လေးတောက်တာစိတ်လေးတောက်တာ ကဲလူရှင်တော်ကြီးကျွန်တော်တို့ လူရှင်တော်ကျွန်တော်လူရှင်တော်ကြီးအချိန်ထုံးတယ်မကောင်းပါဘူးဟုတ်ပါဘူးပရိသတ်ကလည်းမင်းသမီးလေးကိုမြင်ရင်ရောမယ်ကဲကိုတော်မင်းနဲ့မင်းသမီးလေးခေါ်ဗျာ ကျွန်တော်ကြည့်ပြီးတော့ဆိုပြရတယ်ကျွန်တော်ကြောင်းလေးကြည့်ရတာမလို့ အကျင့်ပါနေ ကြည်ဘူးလားအကျင့်ပါလေကိုရတယ် 64ရဲ့မိမမြတ်60ရဲ့ချိန်ကြီးစိတ်ဝရီတင်ကြီးဖို့တံမျိုးရမန်ယူဆန်တော်ပြပြမခတဲ့အလှတကားပြီးဘုံသေးရှင်နဲ့ဓမ္မရေခင်းဆွေလိုက်တယ်ဟေး 你在口